ပကံခေဒုတိယပိုင်းအနော်ရထာမင်းရဲ့ခမဲတော်နန်းတပုံနဲ့နန်းစင်ပုံပကံခေမြမသမိုင်းမှာတော့အနော်ရထာဆိုတဲ့နာမည်နဲ့လူသိများခဲ့ပေမဲ့၎င်းကိုယ်တိုင်မွန်ဘာသာပါဠိတက္ကရာဘာသာတွေနဲ့ရေးထိုးထားတဲ့ဥက္ကဋ္ဌစာမှာတော့အနိရုဒ္ဓလို့ပဲရေးလို့ရှိပါတယ်အနော်ရထာရဲ့နန်းတစ်နှစ်ကိုတော့ကျန်စစ်သားမင်းထီးလိုက်မင်းဖြစ်တဲ့ခရစ်နှစ်1084ကိုတည်ပြီးဇောလူမင်းရဲ့နန်းသက်9နှစ်ကိုနှုတ်တဲ့အခါမှာခရစ်နှစ်1089ကိုအနော်ရထာမင်းနန်းသက်တစ်နှစ်လို့ယူဆခဲ့ကြတာဖြစ်ပါတယ်အနော်ရထာရဲ့နန်းသက်ကစာတာပုံရာဇဝင်ရာ33နှစ်ဖြစ်ပြီးတော့ခရစ်နှစ်1044မှာနန်းသက်ကုံဆုံးတယ်လို့ယူဆကြပါတယ်နန်းသက်နဲ့ဆက်ဆက်ပြီးဇာရာတော်ပုံကိုယူရတဲ့အကြောင်းကတော့ကျန်စစ်သားကနေစပြီးတော့ကြောက်စာပါအထောက်သားတွေနဲ့ဇာရာတော်ပုံအမှတ်အသားတိုက်ဆိုင်ညီညွတ်မှုတွေရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အနော်ရထာရဲ့နန်းသက်နှစ်ကိုတော့1044ရာနေမှ AD 1089လို့မှတ်ယူရမှာဖြစ်ပါတယ်။မှန်နှမ်းရာဆိုရင်မှာတော့အနော်ရထာကကွမ်းစော်ကျောင်းဖြူမင်းနဲ့မြောက်ပြင်တဲ့မိဖုရားတို့ရဲ့သားတော်ဖြစ်တယ်လို့ဆိုထားပါတယ်။ကွမ်းစော်ကျောင်းဖြူကတန်နမင်းရဲ့သားတော်ဖြစ်ပြီးတန်နမင်းကိုဆက်လီငခွေလောက်ကြံပြီးမင်းပြူတဲ့အခါမှာတန်နမင်းရဲ့မိဖုရားကဆက်လီငခွေရဲ့မိဖုရားမလုပ်လို့တဲ့အတွက်ဝမ်းတွင်ပရိတန်နေနဲ့အတူနန်းပေါ်ကနေဆင်းပြီးပြေးပါတယ်။အဲဒီနောက်အကြောင်းဖြူရက်မှာနေထိုင်ပြီးကလေးမွေးဖွားတဲ့ကြောင့်အဲ့ရက်မှာမွေးလို့ကြောင်းဖြူမင်းဆိုပြီးတော့လဲခေါ်ကြတာဖြစ်ပါတယ်။ကြောင်းဖြူမင်းအရွယ်ရောက်လာတော့ကြောင်းဖြူမင်းဟာမင်းမျိုးကနေစံသက်လာတဲ့သူလို့သိရပြီးတော့တချိန်ခမဲတော်ရဲရဲကိုရအောင်လုပ်မယ်လို့လဲယုံကြည်ထားခဲ့ပါတယ်။အဲ့နောက်မှာတော့နန်းတော်မှာကွမ်းစော်အခွန်ကောက်ကန်သူဖြင့်အမှုထမ်းခဲ့ပါတယ်။တနေ့ပကံမှာမင်းလောင်းပုံမယ်လို့ကြော်စောလာခဲ့ပါတယ်။ပကံသားတို့ကလည်းမင်းလောင်းကိုပူစော်ဖို့အတွက်တူရင်တောင်ကိုသွားကြပါတယ်။ကွမ်းစော်မင်းလည်းမင်းလောင်းကိုကြည့်လို့လာတဲ့လမ်းမှာပဲအမည်မသိတဲ့လူတစ်ယောက်ကသူ့ရဲ့မြင်းနဲ့တူပရမ ्या အုတ်ချောင်းပရမ ्या လက်စော့အရိနမလှန်တဲ့ဓာတ်ကိုကွမ်းစော်မင်းစီပေးလိုက်တယ်လို့ဆိုပါတယ်။ကွမ်းစော်လည်းအဲ့အရာတွေကိုယူပြီးမင်းလောင်းကြည့်ဖို့တူရင်တောင်ကိုသွားခဲ့ပါတယ်။အဲ့ဒီမှာပဲကွမ်းစော်ကိုမင်းလောင်းဖြစ်နေမြင်ပြီးတော့တင်မြောက်လိုက်ကြပါတယ်။အဲ့မှာပဲစောရဟမိမိရှိနေပါလေနဲ့ဘသူကဒီလိုလုပ်လဲဆိုပြီးတော့အမျက်ချနေစင်မှာပဲတကောင်းဝါကရုတ်တုကျိုးကြပြီးတော့ဦးကောင်းစိုက်ကြနေရဆန်ခဲ့ပါတယ်။ညောင်စောရဟမဲနေရဆန်တော့မိဖုရား၃ဦးကြံခဲ့ပါတယ်။မိဖုရားကြီးကိုတော့တောင်ပြင်မိဖုရားအလက်ကိုတော့အလဲပြင်မိဖုရားအငယ်ကိုတော့မြောက်ပြင်ဆိုပြီးတော့ခေါ်တဲ့ချိန်မှာအကြီးနဲ့အလက်မိဖုရားစီမှာကိုဝင်ကိုစီကြံခဲ့ပါတယ်။အငယ်ဖြစ်တဲ့မြောက်ပြင်မိဖုရားစီမှာပဲကိုဝင်မရှိဘဲနဲ့ကြံခဲ့ပါတယ်။အနော်ရထာကတော့မိဖုရားအငယ်ဖြစ်တဲ့မြောက်ပြင်တဲ့မိဖုရားရဲ့ဝမ်းအနေမှာမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ညောင်စောကွယ်လွန်ပြီးတဲ့နောက်မှာလည်းပကံထီနန်းကိုကွမ်းစော်မင်းဟာနန်းတက်ပါတယ်။ညောင်စောရဟန်းမင်းရဲ့မိဖုရား၃ယောက်ကိုပဲမိဖုရားပြန်လည်တင်မြောက်ခဲ့ပါတယ်။ညောင်စောရဟန်းမင်းရဲ့သားတော်တွေဖြစ်တဲ့ကြည်စိုးနဲ့စုကလေးတို့ကအရွယ်ရောက်လာတဲ့အခါမှာနန်းလူဖို့ကြံစီပြီးတော့ဥပဒံပြုကြပါတယ်။ဒါကြောင့်ပဲကြောင်းဆောက်ပြီးတော့ကွမ်းစော်မင်းကိုရေဆက်ရှားဖို့ဆိုပြီးတော့ရှောက်တင်ကြပါတယ်။ကွမ်းစော်မင်းကလည်းယုံကြည်တဲ့အတွက်လာရောက်တဲ့အခါမှာကြည်စိုးနဲ့စုကလေးကဖမ်းပြီးတော့ချင်းချောက်ပြီးတော့ရဟန်းပြုတ်ပေးလိုက်ကြပါတယ်။ဒီလိုနဲ့ပဲအနော်ရထာရဲ့ခမဲတော်ကွမ်းစော်မင်းကနန်းကြမင်းပြစ်သွားခဲ့ရပါတယ်။အဲဒီနောက်မှာကွမ်းစော်မင်းကလည်းအဲ့ဒီကျောင်းငယ်မှာပဲရဟန်းဝင်းနဲ့ပဲနေထိုင်သွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့စုကလေးမင်းဟာထီနန်းစိုးစံတော်မူပါတယ်။အဲဒီနောက်မှာတော့အနော်ရထာကစုကလေးကိုစီးချင်းထိုးအနိုင်ရပြီးတဲ့နောက်မှာတော့ဖခင်ဖြစ်တဲ့သူကိုနန်းအပ်ပေးမလဲဖခင်ကလက်မခံတာကြောင့်တားဖြစ်သူအနော်ရထာကိုသာမင်းပြုစေတယ်လို့ဆိုပါတယ်။အနော်ရထာမင်းထီနန်းရရှိပုံအနော်ရထာမင်းဆောအားပကံဧကရနိုင်ငံတော်ကိုစတင်ထီထောင်ခဲ့တဲ့သူဖြစ်ပါတယ်။ပကံဘရင်ကွမ်းစော်ကြောင်ဖြူမင်းရဲ့သားတော်ဖြစ်ပြီးတော့မြမရာဆိုရင်မှာဆိုရင်တော့စရုဒ္ဓပကံခေတ်မှာမင်းဖြစ်တာကြောင့်ပကံရဲ့42ဆက်မြောက်မင်းလည်းဖြစ်ပါတယ်။စုကလေးမင်းနဲ့စီချင်းထိုးပြီးပကံထီနန်းကိုရယူခဲ့ခြင်းဖြစ်ပါတယ်။အနော်ရထာမင်းကပကံပြည်ရှင်ကွမ်းစော်ကြောင်ဖြူမင်းနဲ့မိဖုရားမြောက်ပြင်တဲ့တို့ကနေတက္ကရာ386ခုနှစ်မှာဖွားမြင်တဲ့သားတော်တူဖြစ်ပါတယ်။အနော်ရထာမင်းကခမဲတော်ကိုနန်းချပြီးထီနန်းဆိုးဆန်နေတဲ့နောင်တော်စုကလေးနဲ့မြင်းစည်းချင်းတိုက်ပြီးတော့အနိုင်ရတဲ့ခါမှာခမဲတော်ရှိရာကျောင်းတော်ကိုသွားပြီးတော့ခမဲတော်ကိုမင်းပြုဖို့တောင်းပန်ခဲ့ပါတယ်။ခမဲတော်ကလည်းငါအသက်ရွယ်ကြီးပြီးအမောင်းသားမင်းပြုတော့ဆိုပြီးတော့
က္ကရာ406ခုနှစ်မှာရာစပြီးတွေကခံပြီးတော့နန်းတက်ခဲ့ပါတယ်ခမဲတော်ကိုလည်းမင်းမြောက်တန်စာ၅ပါးနဲ့တကွမင်းဆောင်မင်းအောင်မင်းခမ်းမင်းသားအကုန်ကျင်းပစေပြီးတော့ယဟန်မင်းပြုစေပါတယ်အနောထာမင်းရဲ့နန်းတက်တက္ကရာကိုတော့မှန်နှန်းရာဆိုရင်မှာ389ခုနှစ်လို့ဆိုထားပြီးတော့ဥကလာမဟာရာဆိုရင်မှာတော့346ခုနှစ်လို့ဆိုပါတယ်ဒါပေမဲ့လည်းဇာတာပုံရာဆိုရင်နေရ၎င်းကြောက်စာရီမှာပါတာ၎င်းညှိနှိုင်းကြည့်တဲ့အခါမှာတော့တက္ကရာ406ခုနှစ်လို့တွေ့ရှိရပါတယ်အနောထာမင်းတိုင်းပြည်အတွက်ကြိုးပမ်းပုံအနောထာမင်းနန်းတက်တဲ့အခါမှာပကံပြည်ဩဇာပြန့်နှံ့ရာအရက်မှာယခုမန္တလေးမိထီလာမြင်းကြံကြောက်စဲရမဲသိန်းမကွေးစကိုင်းကတ်တာပခုတ်ကူမင်းဘူးတောင်ဝိုင်းကြီးမြတာကျန်ဝင်းဟန်တူပါတယ်နောထာမင်းကြီးကနန်းတက်တာနဲ့တပြိုင်နက်နိုင်ငံစီးပွားရေးနဲ့စစ်အင်အားတွေကိုစီယုံခဲ့ပါတယ်စီးပွားရေးအင်အားတောင်းတင်းဖို့အတွက်ကြောက်စဲနေမှာတူမြောင်းတွေကိုစနစ်တကျဆယ်ဖို့စီပြီးတော့မြင့်ငယ်မြင့်ပန်းလောင်မြင့်နဲ့စမုံမြစ်တို့ကနေစီးဆင်းလာတဲ့ရေအားတွေနဲ့စပါးကောက်ပဲတီးနဲ့အများပြားထွက်အောင်စီမံခန့်ခွဲခဲ့ပါတယ်ဒီလိုနဲ့ပဲလေယာစိုက်ပျိုးမှုကိုကောင်းစွာအားပေးပြုစုခဲ့တာကြောင့်ကြောက်စင်နေကပကံပြည်ရဲ့စားရည်ရိတ်ခါတုံမီယာစပကြီးတပွဲဖြစ်လာခဲ့ပါတယ်စားရည်ရိတ်ခါလုံလောက်ပေါ်များလာတဲ့ခါမှာတော့အနော်ထာမင်းဟာစစ်တီရဲမတ်တွေကိုအရေးပေါ်လင်ပေါ်သလိုအားလျော်စွာစုယုံဖွဲ့စည်းနိုင်ခဲ့ပါတယ်စွမ်းရည်တတိနဲ့ပြည့်စုံတဲ့သူရဲကောင်းတွေကိုလည်းမျက်နှိုးစွာမြောက်စားရှင်းမြင့်ခဲ့ပါတယ်ဒါကြောင့်လည်းအမတ်သူရဲကောင်းတွေပေါ်များလွန်ခဲ့ပါတယ်အမတ်သူရဲကောင်းတွေနဲ့ကြံစသားဟာအမျှော်မြင်နဲ့ပြည့်စုံပြီးတော့လက်ယုံတဆူလိုအာကိုရတဲ့သူလည်းဖြစ်ခဲ့ပါတယ်ကြံအမတ်သူရဲကောင်းတွေကတော့ငထွေယူငလုံးလက်ဖေညောင်ဦးပြီးနဲ့ပြတ်တာနဲ့ရွှေပြင်းညီနောင်စသည်လိုဖြစ်ကြပါတယ်မြန်မာနိုင်ငံကြီးကိုစီယုံဖွဲ့အောင်လည်းပြုစုပြောထောင်ရမှာဒီသူရဲကောင်းတွေကကြီးစွာကူညီပေးခဲ့ပါတယ်အနောထမင်းတရားကြီးရဆိုရင်တော့စစ်တပ်ကိုဖွဲ့စည်းရမှာလက်အောက်ခံရွာမြို့ခရိုင်တို့ရဲ့အင်အားကိုလိုက်ပြီးအချိုးကျပါဝင်စေခဲ့ပါတယ်စစ်တီတွေကိုအချိုးကျနီးစနစ်နဲ့အရာဖြည့်တင်းပြီးတော့အနောထမင်းကြီးကတကွဲတပြားစီဖြစ်နေတဲ့ပြည်နယ်တွေကိုတိုက်ခိုက်တင်းသွင်းခဲ့ပါတယ်အထက်တစ်ခွင်မှာဆိုရင်တော့နန်းချောင်မင်းတို့ရဲ့ရန်ကိုတားဆီးနိုင်ခဲ့ပြီးတော့ဗမောရကြီးနားဒေသတစ်ဝိုက်ထိ၎င်းရဲ့အာဏာကိုတက်ရောက်ပြန့်နှံ့စေခဲ့ပါတယ်နန်းချောင်ကနေအပြန်မောလို့အမည်ရတဲ့ရှမ်းပြည်ကိုအုပ်စိုးတဲ့မင်းဟာသမီးတော်စောမွန်လောက်ကိုစက်တက်လိုက်တာကိုကြည့်ပြီးမြန်မာတို့ရဲ့အင်အားဘလောက်တောင်ကြီးမားနေလဲဆိုတာကိုသိတာစေခဲ့ပါတယ်အနောထာမင်းတသနာပြုခြင်းအနောထာမင်းနန္ဒဆမှာပကံပြည်မှာဖျားတရားတန်ခါရတနာ၃ပါးလောကနာထာမြမပိတနူပရမေသွားတို့ကို၎င်းနတ်နဂါးနဲ့အယေဝါဒီတောရဲ့စောက်တီမှုတွေကို၎င်းအလုံးစုံရောနှောပြီးတော့ကိုးကွယ်နေတဲ့အချိန်လည်းဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကထေရဝါဒဗုဒ္ဓသာသနာကမြမမဆိုထားနဲ့တခြားနိုင်ငံတိုင်းမှာလည်းအတက်အကျဖြစ်နေတဲ့အချိန်လည်းဖြစ်ပြန်ပါတယ်ဒါကြောင့်ပဲအနောထာမင်းကဒီလိုမျိုးအယူဝါဒတွေရောထွေးချက်တင်ပြီးတော့သူတလူငါတမင်းဟောပြောနေတာတွေကိုကိုးကွယ်နေရတာကိုမနှစ်သက်တာကြောင့်ရှင်းလင်းတိကျပြီးနာယူကြည်ညံဖို့တင်းလျော်ရှောက်ပတ်တဲ့တရားကိုညွှန်ပြမယ်ဘလူကဓမ္မဘယ်ဟာကအာဓမ္မဘယ်ဟာကဝိနည်းဟာဘယ်ဟာကအဝိနည်းအဆုံးဖြတ်ပေးနိုင်မဲ့သူမျိုးနဲ့အဲ့ဒီလူရဲ့အဆုံးအမမျိုးကိုသာတောင်းတနေတဲ့အချိန်မှာအောက်ပြီးတထုံကိုဂျွန်ခမာတို့စစ်ပြူလာတာကြောင့်စစ်ဆောင်မှုပကံကိုထွက်ကြွလာတဲ့ဓမ္မတတိမြည်တဲ့ယဟန်တော်ရှင်အရဟံပကံကိုရောက်လာတဲ့အချိန်မှာပဲအဲ့ဒီမထေရဲ့အပြုတ်မှုအနေထိုင်ပြောဆိုတို့ကိုကြည်ပြီးသဘောကျတာကြောင့်၎င်းမထေရဲ့အဆုံးအမတိုင်းသာလိုက်နာဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့လိုဆုံးဖြတ်ပြီးတဲ့နောက်မှာပဲပကံမှာအယောယောအနောနောဖြစ်လျက်ရှိတဲ့အယီဝါဒဘောင်းစုံနဲ့တကွာအရှားတန္တရဝါဒတွေထီယဝါဒယဟန်တွေကိုရှင်အရဟံမထေရဲ့အကူအညီယူပြီးစစ်ဆေးခွဲထုတ်ကအတော်ကမင်းလက်ထက်မှာပြုမှုတကယ်တော့သာသနာတော်တန်ရှင်းရေးပြုပြီးမင်းနဲ့တကွတပြည်လုံးထေရဝါဒဗုဒ္ဓဘာသာအဖြစ်ကိုပြန်လဲစောက်တည်ခဲ့ကြပါတယ်ဒါကတော့ပကံခေဒုတိယပိုင်းပဲဖြစ်ပါတယ်